အခုကျွန်တော်ရောက်ရှိနေတာတော့ PST 138ပန်းဆိုးတန်းကွန်ဒိုပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်အလှဝင်လိုက်တာနဲ့ lobby ရတယ်တကယ်ကိုခန်းခန်းနားနား lobby ရှိတယ်လို့ဓာတ်တွေက2ဆင်းပါရှိတယ်เนาะဓာတ်တွေက system လည်း cut system နဲ့သွားမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကဒီအိမ်ကတလွှာလုံးတတိုက်လုံးမှာ14လွှာရှိပြီးတော့အပေါ်တန်းမှာ pan house တွေပါရှိပါတယ်သူကတလွှာနဲ့တလွှာမှာအခန်းတွေကเนาะသူကလည်းသူအခြေဝန်းနေမျိုးစားရှိပါတယ်အရှိဘက်ပိုင်းအခန်းဆိုလို့ရှိရင် square feet 3000ကျော်ရှိပြီးနောက်ဘက်အခန်းတွေကဆိုလို့ရှိရင် square feet 1900ကျော်ရှိပါတယ်အခုကျွန်တော်ပထမဆုံးပြချင်တဲ့အခန်းကတော့ square feet 3000ကျော်ရှိတဲ့အခန်းလေးကိုကျွန်တော်လည်းအတူလိုက်ကြည့်ပါဦးလုပ်ထားတာလေးတဲ့ very detail နဲ့ very nice ပေါ့နော်တကယ်ကို decoration တွေကလည်းတကယ်ကောင်းပါတယ်စီလင်းကလည်းအရန်ကိုမြင့်တဲ့စီလင်းမျိုးခံစားရမှာဖြစ်ပါတယ်ခင်ဗျဒီခန်းကြီးဆိုရှင်ကျွန်တော်ပြမယ့်အခန်းဆိုရှင် master 3ခန်းနဲ့2 single အခန်းဖြစ်ပါတယ် square feet 3000ကျော်ရှိတဲ့ square feet ဖြစ်ပါတယ်ခင်ဗျဒီက1 square feet ကို7,500နဲ့ရောင်းမဲ့အခန်းမှာเนาะအဲ့တော့1 square feet ကို7,500စိတ်ဝင်စားတဲ့ဆိုလို့ရှိရင်ဒီခန်းတွေကိုကျွန်တော်လိုက်ပြပေးပါเนาะဒီမှာမိဖို့ကြောင့်ရှိတယ် fitted furniture ရှိတယ်တကယ်အိမ်တိုင်းကိုဒီမြင်ရတဲ့အတိုင်း engineering wood floor တွေနဲ့เนาะအကုန်လုံး lighting aircon အကုန်လုံးတက်ဆင်ပြီးတော့ပေးမှာဖြစ်ပါတယ် furniture တော့မပါပါဘူး fitted furniture တွေကတော့ပါမှာဖြစ်ပါတယ်เนาะဒီဟာဆိုလို့ရှိရင်နောက်တော့အခန်းတိုင်းတချို့အခန်းတွေမှာဆိုတဲ့ဒီလိုဝရန်တာလေးတွေပါရှိတာပေါ့เนาะဝရန်တာလေးတွေပါတဲ့အတွက်ကြောင့်ဝရန်တာကလည်းတကယ်ကိုလှတဲ့ဝရန်တာလေးတွေပါเนาะကားလည်းတကယ်ချုံတကားကြီးတွေတတ်ထားပါကဲမီးဖို့ကြောင်ဆိုတဲ့ဒီလိုမျိုး fitted မီးဖို့ကြောင် fitted cabinet အကုန်လုံးเนาะပါဝင်မှာဖြစ်ပါတယ်ခင်ဗျเนาะဒါအကုန်လုံး basin တွေအကုန်လုံးပါရှိတယ်ဒီဘက်မှာဆိုတော့ washing machine တို့ laundry လုပ်တဲ့နေရာလေးတွေလည်းပါရှိပါတယ်ခင်ဗျဒီမှာဒီဟာဆိုရင် washing machine တို့ laundry တို့အကုန်လုံးလုပ်လို့ရတကယ်တော့ဟောမဖြစ်ဒီနေရာမှာမိတ်ကိုလည်းထားလို့ရတဲ့အခန်းမျိုးကိုဒီဆောက်လို့ရပါတယ်ဒီနားကနေကျွန်တော် partition တကားလေးဖွင့်ဒီမှာ make room လို့လည်းလုပ်လို့ရတဲ့အစီအစဉ်မျိုးလည်းပါရှိပါတယ်เนาะအဲ့တော့ကျွန်တော်လည်းသူ6လောက်လိုက်ကြည့်ပေးပါအောင်ဒါကြီးကတော့ air ကိုင်းပေါ့เนาะအရန်ကိုကျေပြတ်တဲ့ air ကိုင်းတကယ်အကြီးပဲကျယ်ကြီးပဲเนาะနောက်ပြီးတော့ဒီနေရာမှာဒါကကျွန်တော်ဒီကွန်ဒိုရဲ့ဒီရှိတဲ့နေရာကတော့ဒီ Rose Garden Hotel ရှိတဲ့ပဲဖြစ်ပါတယ်ဒါကြီးကကျွန်တော်တို့အရှိကိုတန်းကြည့်လိုက်ရင်ဖျားလည်းမြင်ရတယ်เนาะဒီမှာ Atrium Condo လည်းရှိတယ်အကုန်လုံးရှိပါတယ်ဒီနားဒီမှာ green ပေါက်တိုင်းရလေเนาะကဲကိုဒီလိုမျိုးချင်းစကားတွေလည်းပါရှိပါတယ်အဲ့တော့ချင်းအတွက်လည်းပူစရာမလိုပါဘူးเนาะဒီမှာဒါခန်းကျွန်တော်ပြတယ်ဟိုမှာ single ခန်းဒါကတော့ဘုရားကလို့ရဒါလည်း1 master ပဲဖြစ်ပါတယ်ဒါ3 master ထဲကတစ်ခါမှာเนาะဒီမှာ green box တွေမှာလည်းဒီလိုမျိုးချင်းလုံးစကားလေးတက်ထားတဲ့ကြောင့်တကယ်စကားဖွင့်တာလဲချင်းဝင်ဖို့ခဲရင်းနေเนาะဟောမှာပြီဒါကတော့ single ခန်းမှာ single ခန်းစာကြည့်ခန်းတို့ရုံးခန်းတို့လုပ်လို့ရတဲ့ခန်းလေးဖြစ်ပါတယ်ဒီမှာ view ကလည်းပိတ်နေတဲ့ဟာမျိုးမရှိဒါ9လွှာတော့မှလုံးဝ view ပိတ်ခြင်းပါရင်လုံးဝမရှိပါဘူးเนาะဒါက master ထဲကတစ်ခန်းမှာဒီမှာဒါဆိုတဲ့ဒီထဲမှာဒီလဲကနေရေချိုးကနေလုပ်လို့ရပါတယ်ဒီမှာဘာတာဖလဲပါပါတယ်ကဲအခုဒီခန်းကတော့ PST 138 condo ရဲ့
master 3ခန်း2 single အခန်းရှိပြီး square feet 3000ကျော်ပါတဲ့အခန်းလေးပဲဖြစ်ပါတယ်ခင်ဗျအခုဆက်လက်ပြီးတော့ကျွန်တော်နောက်တစ်ခန်းကိုလည်းပြပေးပါမယ်ဒါဒီအခန်းကတော့ဗီဒီယိုတစ်ခုအနေနဲ့ကျွန်တော်သတ်မှတ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုဒီမှာပဲရပ်ပါမယ်နောက်တစ်ခန်းကိုနောက်ဗီဒီယိုတစ်ခုမှာရှုစားပေးကြပါဦးခင်ဗျ